ရှစ်ဖက်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ရှစ်ဖက်မဲ့မီနူလေးကတော့ကြက်ဥနဲ့အာလူဟင်းဖြစ်ပါတယ်ခင်ဗျာကြက်သွန်တွေကိုညက်နေအောင်အရင်ထောင်းပါမယ်ပြီးသွားရင်တော့လီထားတဲ့ကြက်သွန်ပြူလေးတွေကိုထည့်ပြီးတော့ထပ်ထောင်းမှာဖြစ်ပါတယ်ထည့်ထောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အာလူလေးတွေဆက်လီမှာဖြစ်ပါတယ်အာလူလေးတွေကိုလီးပြီးပြီဆိုရင်တော့နေရာတကျစနစ်တကျထားမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့စပြီးတဲ့ခါကျတော့ဘဲဥလေးတွေကိုကင်မယ်ဒါလေးနဲ့မိုးမှာမယ်ဖြစ်ပါတယ်ခင်ဗျာစီလေးထားထည့်ပါပြီပေါ့နော်စီလေးထည့်ပြီးတော့ကျွန်တော်တို့စောနာကလီးထားတဲ့ကြက်သွန်ပြူလေးတွေကိုကြက်ထောင်းထားတဲ့ဟာလေးကိုထည့်ပါမှာဖြစ်ပါတယ်ခင်ဗျာပြီးသွားရင်တော့ကျွန်တော်တို့တက်လေးကြော်လာပြီကြော်ရင်နဲ့ကျွန်တော်တို့ဆက်ပြီးတော့ခါကြတော့လောပါဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ငပိလေးအနေငယ်ထည့်ပါမယ်ငပိကြိုက်တဲ့သူညီကိုများတော့ငပိလေးထည့်ပါမယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ညက်နေအောင်မွေပေးရမှာဖြစ်ပါတယ်မွေပြီးငရုတ်သီးလေးနည်းနည်းကြိုင်တော့ငရုတ်သီးလေးထည့်ချက်လို့ရပါတယ်ပြီးရင်တော့အနံ့နေအောင်မွေပေးပါပြီးသွားရင်တော့ကျွန်တော်တို့အာလူလေးတွေထည့်မှာဖြစ်ပါတယ်အာလူလေးတွေထည့်ပြီးတော့ကျွန်တော်တို့တေချာလေးနှံ့အောင်မွေပေးရမှာဖြစ်ပါတယ်နှံ့အောင်မွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေလေးအနှဲငယ်ထည့်ပါမယ်မကြီးရည်လေးထည့်လို့ရပါတယ်မကြီးရည်လေးကြက်တဲ့လူတွေကမကြီးရည်လေးထည့်လို့ရပါတယ်ကျွန်တော်ကတော့မကြီးရည်လေးနည်းနည်းရှင်းလေးနဲ့ဆက်လေးစားခြင်းတဲ့အတွက်ချင်းဆက်လေးဖြစ်အောင်မကြီးရည်လေးထည့်ရဖြစ်ပါတယ်ခင်ဗျာပြီးသွားရင်တော့ကျွန်တော်တို့ရေလေးနည်းနည်းထည့်ပြီးကျွန်တော်တို့အုပ်ထားမှာဖြစ်ပါတယ်စားလေးတွေချုံမုတ်လေးတွေထည့်ပါထည့်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့စားချုံမုတ်ထည့်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့နည်းလေးမွေပေးရမှာပေါ့နော်မွေနည်းနည်းလေးမွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေလေးထည့်ပါမယ်ရေလေးထည့်ပြီးတော့ကျွန်တော်တို့အုပ်ဆောင်လေးနဲ့အုပ်ထားမှာဖြစ်ပါတယ်နည်းနည်းလေးပွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆောနာတော့ကခြံထားတဲ့ကျွန်တော်တို့ကျဲဥလေးတွေကိုကျွန်တော်ထည့်ပြီးမှဖြစ်ပါတယ်ကျဲဥလေးတွေကျွန်တော်တို့ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကျဲဥလေးတွေကိုအောက်ကိုရေထဲမြုပ်နေအောင်ကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်အမှအရသာလေးတွေစိမ့်ဝင်သွားမှာပါခင်ဗျအဲ့လိုလေးတွေဖြစ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆက်ပြီးတဲ့ခါကျတော့အုပ်ဆောင်လေးနဲ့ထပ်ပြီးတော့ပြန်အုပ်ထားမှာဖြစ်ပါတယ်9မိနစ်လောက်နေလို့ရှိရင်တော့ကျွန်တော်တို့ပြန်လည်ကြည့်လို့ရပါပြီကျွန်တော်တို့မဆလာလေးထပ်အုပ်ပါမယ်ဒီကိုအရန်ထည့်ပြီးပါပြီဆိုတော့အုပ်ဆောင်လေးပြန်အုပ်ထားမှာဖြစ်ပါတယ်ပြီးရင်တော့အခုအရန်စားကောင်းတဲ့ကျုံနဲ့အာလူလေးရသွားပါပြီအားပေးတဲ့ကြောက်ချင်းစံကိုလည်းကျေးဇူးရင်းရှိပါတင်ရှိပါကြောင်းရန်နေပြောကြလိုပါတယ်ဗီဒီယိုလေးလည်းဆက်လက်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုရဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့ကိုကျော်ဖြစ်ပါတယ်ခင်ဗျာ